နေပြီးတော့ပြန်တော့မှဖြစ်ပါတယ်ဒီပေါ်တော့ဆက်မတက်တော့ပါဘူးပေါ်မှာရွာလေးပဲရှိတော့အဲ့ရလေးအဝေးသွားမှာအခုကဟိုတက်ချက်ကတော့တော့မှာဆိုတော့ဒီလောက်နဲ့ပဲပြန်ဆင်းလိုက်တော့ပါတော့ဖြည်းဖြည်းနေအေးဆေးဆင်းကြပါပေါ့အတတ်မှလည်းဗီဒီယိုတွေတော့ရိုက်ခဲ့တယ်ဒါပေမဲ့စတင်တွေကလွယ်နေအထင်နဲ့ပြန်ပြီးတင်လို့မရတော့ဘူးဒီဗီဒီယိုတော့အဆင်ပြေပါစေလို့မျှော်လင့်ပါတယ်ကြပြောနေကြပဲတက်တဲ့အဆင်းမှာတော့အဆင်းကပိုခတ်တယ်တက်တာအဲ့လောက်မခတ်ဆင်းရလို့ brake ကိုတစ်ချိန်လုံးညှစ်ထားတာအပြင်မှာ shift brake ကနည်းနည်းလေးပုံညှစ်လိုက်ပြီဆိုလို့ရှိရင်အဲ့လို slip ဖြစ်ဖို့ chance ကအများများ ABS မပါဘူးပေါ့ဒီဆိုင်ကကျွန်တော်ကြည့်တာတော့ ABS မတွေ့ဘူးမပါဘူးတဲ့အပိုင်းတော့လို့ကွာကို shift brake လေးကိုလို့ညှစ်လိုက်ရှော့လိုက်လမ်းနဲ့ manual လို့ပေါ့ဒီ automatic မပါဘူးလေဒီလမ်းเนี่ยကျင်းတော့ကားနှစ်စီးသွားဖို့မနှဲသွား switch လေးနဲ့တောင်ပေါ်တက်တာရှိရနော်တော့ပါပြီးကြော်လားပေးမကြော်လည်းရပါနောက်ကနေမေးလိုက်လို့ရမေးကြော်လေရှေ့ကဦးဆောင်သွားတာဟိုရန်ကတ်တယ်ဆရာကြီးရန်ကတ်တယ်ခြောက်ထဲနဲ့ပြုတ်ကြအောင်လေso close ဖဖေးမောင်မ oh my god အဲ့ကြောင့်သူများနောက်ကလိုက်ချင်တာတိုက်ပြီးအုံနောက်သုံးရမလို့နောက်ကနေရှောင်းလေးလိုက်ရှေ့ကသွားရင်လို့ကိဆိုင်ရတစ်ဖက်ကကားတွေကလည်းသူတို့လည်းချိန်နဲ့တက်မှာပဲဘာလို့ဆိုတော့ပြန်ကြမှာစိတ်ပူလို့လည်းနေမှာကိုကသိထိုင်မောင်းမှာဒါမျိုးလို့မြေနီလန်းတွေရလို့မိုးသွင်းဆိုလို့ရှိရင်ရောင်းတော့ဖြတ်လျှောက်လို့မရအောင်မှခါစလစ်ဖြစ်တာအဲ့တော့ရှေ့ကိုကြည့်ဟိုဘက်ချမ်းဘာမှမရှိတော့လေသူများဘက်ကိုခိုးပြီးမောင်းအဲ့ဒါအပိုစစ်ဖြစ်တယ်ကိုယ့်ဘက်ကြီးအသိကက်စရတော့လည်းမလို့ဆောက်ခွတိရောမလေး ဒီ
ဒီဝိုင်းပြီးရင်လည်းအကျဉ်းလေးတစ်ခုရှိရဲ့အဲ့အကျဉ်းလေးပြီးသွားလို့ရှိရင်လည်းဖျားရှိအောင်အဲ့ဖျားပြီးရင်လည်းပြန်ကျဲသွားပြီဟုတ်ပဲကြော်ဟိုင်းနေလားโอเคဒီလမ်းမှာတခါဆက်လက်ဖြစ်ထားဘူးတော့အဲ့လိုတိတ်ပြီးဖြစ်မရရဲ့တော့ရှောင်းမောင်းနေတာဒီနားလေးမှာဟုတ်တယ်ဒီနားလေးမှာဆက်လက်ဖြစ်တာပြီးတော့ကြော်ပါအေးကွေဟိုချယ်ရီပင်နဲ့တက်ဖို့ရိုက်နေကြဆိုင်ကလေးတမို့ရိုက်လိုက်နော်ဒီဆိုင်ကလေးတမို့ရိုက်ရသေးဒိုင်းတနော်တောက်ကြမှာဒိုင်းတနော်မှာရိုက်ရဒီကောင်လေးဒါလေးအကြမ်းမှမပြူရရမယ်ကောင်းလားမကောင်းလားဘလို့လဲပညာရောအမလေးလဲတောင်းပါခရိုးတွေယူရချင်းမှာခုမောင်းလာရန်ဖိတ်တိုင်းကြရန်ဖိတ်တိုင်းကြကွန်ဖော့ဖြစ်တာသူအင်ဂျင်ရုံနိုင်တော့တော်တော်လေးကိုဖိတ်တိုင်းကြသူ့ရဲ့ဟိုအားလည်းတော်တော်ကြီးရယ် storage ကလည်းတော်တော်ကြီးရယ်ဟိုအားထည့်တာအင်းကြီးတွေဟိုသားအကောင်လုံးအဲ့လိုပေါင်းနေထည့်တာအများကြီးပဲwait လည်းပါไม่သိပါဒီတောင်မတက်တာဒီပြန်မောင်းနေတယ်လို့ပဲရှေ့မှာနေအောင်လေးကိုစောင့်မြင်ရတယ်ဟိုကတောင်ရဲ့တဝက်လောက်တော့ရောက်ပြီထင်တယ်နောက်ထပ်တဝက်လောက်ထပ်ဆင်းတော့မြေပြဲပြန်ရောက်ပြီမြေပြဲရရင်တော့လို့ပူသွားကြောအဲ့ချမရရင်တော့မပူအောင်မြို့ရဲ့ဘက်တော့မသိဘူးဒီတောင်ဘက်တွေမှာနေတော့ရရင်မပူနေလို့ကောင်းတယ်ပေါ့
ဒီ feeling ကိုအကြိုက်ဆုံးပဲအဲ့လိုဒီဒိုင်သူတက်ကမသိတာတော့သူတက်ကမြို့ဘေးနားမှာရှိတဲ့တောင်ဖြစ်နေတော့ဘယ်လိုပြောရမလဲလူမပြတ်ဘူးတကယ်အဲ့လိုလူပြတ်တဲ့အဲ့လိုမျိုး Samsung Forest လာအဲ့လိုမျိုးဒီမွန်ချမ်းကိုပတ်ပြီးသွားတောင်ပတ်လမ်းရှိအဲ့တောက်ပတ်လမ်းမှာအဲ့လိုမျိုးကိုကပတ်နေတယ်အဲ့လိုမျိုးရန်ထီးကြံအဲ့လိုနေလေးကိုတွေ့ရတယ်နေအဲ့လိုပျော်နေရအဲ့လိုနေနဲ့ထိရအောင်ဆိုအရန်ပျော်ဟာမျိုးထွေးဝါအဲ့ feeling ရအဲ့လိုစောင်းဟန်ဟိုဖြစ်မှတိမတင်တောင်ထီးကြံနေတဲ့အချိန်နေအောင်တွေ့လိုက်တဲ့ feeling ကြီးကလမ်းမှာလည်းအဲ့လိုမျိုးကားတို့ဆိုင်ကယ်တို့တွေ့ရမ်းကြော်ကိုတရားဆန်းဖို့ဆိုတာ feeling လေးကမဟုတ်တယောက်တည်းပဲလမ်းမှာဘာမှမရှိဘူးအိမ်လည်းမရှိဘူးတစ်ပင်ကြီးတွေတယောက်တည်းသွားလဲကိုယ်ကောက်တယ်လမ်းမှာလူတွေတွေ့တော့ရမ်းကြော်မဒါတော့ဒီဒိုင်ဆိုတတ်တော့မှာပဲဒီဖះမတိုင်ရင်အထီပါတော့လူမရှိဘူးလည်းခေါင်းဖះရောက်သွားရင်တော့လူတွေအများကြီးပဲဒီမှာရှေ့မှာဖះရောက်သွားဖះရောက်သွားရင်တော့မရက်ပတ်လိုက်ရှိဟာအေးဘလို့ကိုနေကြတာလေဟဲ့ဘလို့ကြီးလေကားတယ်ကိုโอเค